ရလာပါပြီရှင်ဟာယေအယိုဒီနယ်မြေကတော့ကျမတို့နယ်မြေပါမီးလုံးမွေရေလုံးနှချင်းပေါင်းလဲရတယ်တူဘူးကြော်လဲရတယ်စားကျင်တာအကုန်ရတယ်ဓာတ်ပေါက်စားကျင်လားအေးတောက်ကျင်လားအကုန်ဒီမှာရတယ်စားကျင်တာပြင်ပြောပါဒီကနေပို့ပါဟုတ်တယ်ဒါပေမဲ့မျက်စိစာကြိုးကျင်တော့အစင်လေးတွေမရှိဘူးဖိုးကြီးအိုတွေပဲကြည့်မယ်တရုပ်တွေလေတရုပ်စင်လေးတွေကလာတာရှားတယ်လာရင်လည်းကြည့်ရခဲ့တယ်မြန်မာအစင်လေးတွေတော့ရှိတယ်မြန်မာစီတို့အစင်လေးအဲ့လိုဟာတွေပဲရှိနေလောလောဆယ်ရုံးရည်ကြီးနေပါတယ်ကျမတို့လည်းဖက်တွေစိုးကုန်ပါပြီညီဟာဆိုတာဟိုအဖွက်တယ်ငိုဟုတ်တယ်ငါဝတ်တယ်နေရာရှူကြီးနဲ့ဆိုတော့ပို့ဆိုဒါတော့ကျမတို့ရုံခိုင်ရှမ်းရုံပါခိုင်ရှမ်းရုံပါခိုင်ရှမ်းအမြန်ချောဖို့ဝင်ဆောင်မှုလေလို့အမျော်တော့ဖြစ်တယ်အမြန်ချောဖို့ဝင်ဆောင်မှုလည်းလုပ်ပါတယ်ဒီနေ့တော့ဂျာကြီးရုံမတက်ပါဘူးကျမတို့လွတ်လပ်နေပါတယ်အခုတော့ရုံထဲကိုရောက်ပါပြီနေပါဒီကိုကြီးကတော့မန်နေဂျာလက်ထောက်ပါဒီဂူဂူကတော့ရုံးအလှလေးပါဒီမှာတော့ရွှေလီပိုးတဲ့အမပါဒီဟာကတော့ဒိုရုံးရဲ့အန်တီကြီးပါရှင်ဒါကတော့ကျမတို့ team ကိုရောက်ပါပြီရှင်ဒါကျမတို့3ယောက်စားတောက်ပါတော့မယ်ရှင်ဒါကတော့ဒိုရုံးရဲ့တထေးပါတထေးပြုံးပြနေပါတယ်အခုတော့မပြုံးတော့ပါဘူး